တပည့်တော်ဖြစ်စေတဲ့ယေရှုကပေတရုနဲ့ဣဒရေတို့ကိုပြောလိုက်တယ်။ရေနဲ့ရာကိုတွားပြီးပိုက်ကွန်ကိုပြစ်တော့သူတို့ကလည်းယေရှုစကားအတိုင်းလုပ်ပြီးငါးတွေအများကြီးရခဲ့တယ်။ယေရှုကသူတို့ကိုလူကိုမျှတဲ့တန်ဃာသည်လို့ခေါ်ခဲ့တယ်။တရက်မှာယေရှုကဂါလိလဲအိုင်နာမှာလမ်းလျှောက်နေတယ်။စိတ်ကန်းကရှိတဲ့သင်္ဘောတွေတွေ့ခဲ့တယ်။ပိုင်ရှင်တွေကပိုက်ကွန်တွေကိုစစ်ဆေးနေကြတယ်။ယေရှုကအနီးမှာရှိတဲ့လေပေါ်တက်ပြီးစုဝေးနေတဲ့လူတွေကိုသတင်းကောင်းပြောခဲ့တယ်။မကြာခင်မှာယေရှုကသင်္ဘောပိုင်ရှင်ပေတရုကိုပြောလိုက်တယ်။နည်းနည်းနဲ့တဲ့နေရာကိုသွားကြဆိုပြီးပြောလိုက်တယ်။ရေနက်တဲ့နေရာရောက်တော့ယေရှုကပေတရုနဲ့သူ့ရဲ့သင်္ဘောသားတွေကိုပိုက်ကွန်ကိုချဖို့ပြောလိုက်တယ်။သူတို့ကပြန်ပြောတယ်ဒီမှာငါမရှိပါဘူးတညာလုံးပိုက်ကွန်ပြစ်ခဲ့ပေမဲ့တကောင်တော့မမိခဲ့ပါဘူးဒါပေမဲ့ယေရှုပြောတဲ့အတိုင်းပိုက်ကွန်ကိုချလိုက်တဲ့အခါအံ့ဩစရာကောင်းလောက်အောင်ငါးတွေပြည့်နှက်နေပါတယ်ဘလောက်တောင်လေးမှမသိဆွဲတင်လို့မရအောင်အရန်လေးတယ်သူတို့လေတွေနီးကပ်သွားတဲ့အထိဖြည်းဖြည်းချင်းဆွဲယူကြတယ်အဲ့ဒီမှာဇေဗေဒဲရဲ့သားယာကုန်းနဲ့ယောဟန်လည်းရှိခဲ့တယ်။အားလုံးကတန်ဃာသည်တွေဖြစ်တယ်။သူတို့ကဒီလိုအံ့ဖွယ်ရာကိုတွေ့ပြီးကြောက်ရွံ့ပြီးထူထောက်ကြတယ်။ယေရှုကသူတို့ကိုပြောလိုက်တယ်။မကြောက်ကြနဲ့ကဲအခုကစပြီးငါးနောက်ကိုလိုက်ခဲ့။ငါကမင်းတို့ကိုလူကိုမျှတဲ့တန်ဃာသည်တွေဖြစ်စေမယ်။သူတို့ကသင်္ဘောကိုထားခဲ့ပြီးချက်ချင်းယေရှုနောက်ကိုလိုက်ခဲ့တယ်။ယေရှုကသူတို့နဲ့အတူဂါလိလဲတပြည်လုံးကိုလှည့်ပတ်သွားခဲ့တယ်။ဖျားသခင်ရဲ့အကြောင်းကိုပြောရင်လူတွေကိုကုသပေးခဲ့တယ်။များစွာသောလူတွေကသခင်ယေရှုရဲ့စကားကိုကြားဖို့အတွက်ရောက်လာကြတယ်။တရက်မှာယေရှုကမသဲဆိုတဲ့လူတစ်ယောက်ကိုတွေ့လိုက်တယ်။မသဲရဲ့အလောက်ကလူတွေစီကအခွန်ကောက်ပြီးယောမမင်းကြီးကိုပြန်ပေးရတဲ့သူဖြစ်တယ်။မသဲကယောမနိုင်ငံအတွက်အလုပ်လုပ်တာကြောင့်ယုဒလူတွေရဲ့အမုန်းကိုခံရတယ်။ယေရှုကမသဲကိုလည်းငါနောက်လိုက်ခဲ့ဆိုပြီးပြောလိုက်တယ်။မသဲလည်းတန်ဃာတော်တွေလိုမျိုးသူ့အလုပ်ကိုထားခဲ့ပြီးယေရှုနောက်ကိုလိုက်ခဲ့တယ်။လူတွေကယေရှုနဲ့အတူသွားဖို့ရောက်လာကြတယ်။သူတို့တွေကအပြစ်သားအဖြစ်ခံယူထားတဲ့သူတွေဖြစ်တယ်။ဖရီရှဲတွေကယေရှုလိုတော်တဲ့သူကဘာလို့သူတို့နဲ့အတူရှိနေတာလဲဆိုပြီးအံ့ဩနေကြတယ်။ဖရီရှဲတွေကယေရှုကိုမေးတယ်။ဘာလို့ဒီလိုဆိုးတဲ့သူတွေနဲ့အတူတူနီးကပ်နေတာလဲ။ယေရှုကပြန်ပြောတယ်။ငါကကောင်းတဲ့သူမဟုတ်တဲ့အပြစ်သားတွေကိုနောင်တရစီဖို့ရောက်လာတာယေရှုကတရားဟုတ်တဲ့တောင်ထိပ်ကိုတက်ပြီးတညလုံးဆူတောင်းခဲ့တယ်နောက်တစ်ရက်မှာယေရှုနောက်ကိုလိုက်တဲ့သူတွေကိုခေါ်ပြီးတယောက်ချင်းစီရွေးကောက်တယ်သူတို့ကတော့ဖိလိပ္ပုဗာသောလမဲသောမတန်ဃာသည်ယာကုန်းနဲ့အခြားယာကုန်းတို့ဖြစ်တယ်တတဲရှီမွန်ယုဒတို့လည်းပါဝင်တယ်အခုယေရှုနောက်ကိုလိုက်တဲ့သူ12ယောက်ရှိပြီယေရှုကသူတို့ကိုတပည့်တော်12ပါးလို့ခေါ်တယ်ယေရှုကတပည့်တော်တရားအချင်းစီကိုဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုသင်ကြားပေးပြီးယောဂကိုလည်းကုသခွင့်ပေးခဲ့တယ်ယေရှုရဲ့အဦးဆုံးသောတပည့်တော်များယေရှုကအရင်ဆုံးဘလို့လူတွေကိုတပည့်တော်အဖြစ်ရွေးကောက်တယ်လေစာတော်တဲ့သူတွေကိုလားအလူလုပ်တဲ့သူတွေကိုလားမဟုတ်ရင်နာမည်ကြီးတဲ့သူတွေကိုလားအထူးပညာမသင်ကြားထားတဲ့တန်ဃာသည်တွေကယေရှုရဲ့အဦးဆုံးတပည့်တော်တွေဖြစ်တယ်ပေတရုဣဒရေယောဟန်တို့ပဲဖြစ်ပါတယ်ယေရှုကစခေါ်ခြင်းအချိန်ပိုက်ကွန်နဲ့လေတွေကိုထားခဲ့ပြီးယေရှုနောက်ကိုလိုက်ခဲ့တယ်စကားနားထောင်တဲ့သူတွေကိုယေရှုကခေါ်ခဲ့တယ်